နော်မိမလည်းအင်္ဂါပဲ နန်ဒူဆိုရင်ပို့ဆိုးတယ်မင်းမိမအနားမှာရှိလား ရှိတယ်ဗျာ အေးသူ့အသက်ပြောစမ်း သူ့တက်က24 24 ဟုတ် အာသူနှစ်ခက်ကောင်းတယ်ကွာမင်းနာမည်အရင်ကပါလို့ရ စောစောထွေးပဲစောစောထွေး စောစောထွေးအင်္ဂါသာမင်းမိမအင်္ဂါဆိုပြီးမှနှစ်ခက်ကောင်းတယ်မင်းဘက်ကမကောင်းတာပါဒါမင်းကယူဆိုင်တယ်လား ဟုတ် မားရင်လည်းမင်းဘက်ကမားနိုင်တာလားကြီး तू ကနတ်နှစ်ခက်မင်းကဘလူးနှစ်ခက်ဖြစ်နေတာဟိုဘယုတ်ဒုက္ခလုံးမယ်ဟေးဆိုရင်မင်းရင်လုံးမှာစောစောထွေးရတာ ဟုတ် နော်အဲ့ဒါလေးစင်ကျင်ပေးသား ဟုတ်ဗျာဟုတ် အေးပါသိကျင်သေးတော့သား ရပါပြီဗျာကျေးဇူးပါ အေးသားအသေးလေးထောက်ပြီးတော့ share သွားပေးဦးနော် ဟုတ်ဗျာဟုတ် ရွှေကောင်းပိုင်ရှင်ကျေးဇူးတင်ပါတယ်နော်ပြည့်မဲ့ပြည့်လဲနေ့စီပိုင်းလေး10ဝင်းပြည့်အောင်တိတ်ခဲ့ပြီပါသားတူအကောင့်ပိုင်ရှင် Yes, yeah. အဲတူအကောင့်ပိုင်ရှင်ပြောပါ တောက်ကြပါခင်ဗျာ31ဒီဘွားကြီးနဲ့အစီအစီ တောက်ကြ31ဘယ်လာမှမွေးလဲသမီးတောက်ကြ31ရေဘလူးနှစ်ခက်ရေဘယ်လာမှမွေးလဲသမီးရေပြောပါဦး ဘာလို့လားဆရာ ပြာသူတပူရဲတပေါင်းတောက်ကြသမီးရေအခုလက်ရှိရတော့ရှိသမျှငွေပါလက်ထဲကကုန်နေမဲ့ကာလဟုတ်ပြီလားနော် ဟုတ်ကဲ့ဆရာဟုတ်ကဲ့ဆရာ တူသမီးရေဆရာတခုပြောပြမယ်သမီးအိမ်အောင်ဝဲနေလားသမီးရေ ဟုတ်တယ်ဆရာ နောက်ထပ်အိမ်အောင်ပြုတ်ဖို့ဆိုရင်မစင်းစားနဲ့အောင်33နှစ်ကြာမှစဉ်းစားသမီးရေနော် ဟုတ်ကဲ့ဆရာ အေးဘာသိရင်သေးလဲသမီးထပ်ပြီးတော့ သမီးအခုအိမ်နောက်ဘက်ကစနေသားဆရာစင်ပြေလောက်ရဲ့ စနေတောက်ကြသမီးရဲ့ငယ်လား ကြီးတယ်ဆရာ သူတက်ဘယ်လောက်လဲ ဒီ40နှစ်ဆရာ 40နှစ် ဟုတ်ကဲ့ဆရာ သူလည်းတစ်ဆက်ကွဲထားပြီးသားပဲသမီးရဲ့တူရဲ့ ဟုတ်တယ်ဆရာ တောက်ကြစနေဆိုရင်စနေအရာကနှစ်ခက်ကတော့ကောင်းတယ်တောက်ကြတူသမီးဘက်ကဖောက်နိုင်တာဖောက်မယ်လို့စီစဉ်ထားတဲ့ဟိဆိုရင်ဖောက်ဖို့အတွက်အဲ့ဒီအစီအစဉ်ကိုဖျက်ပစ်လိုက်တော့ဟုတ်လားဆရာစကားပြောရင်တော့နည်းနည်းပြက်တယ်တူရေဟုတ်ပြီလားဒါသမီးတို့ကောင်းဖို့အတွက်ပြောတာ ဟုတ်ကဲ့ဆရာ လုပ်ငန်းကတော့နည်းနည်းလေးတောင့်ခံလိုက်အောင်နောက်ထပ်2လတိတောင့်ခံအောင်မယ်2လပြီးပြီဆိုမှငွေကံအောင်လုပ်ငန်းအောင်အကုန်ကောင်းလာမှာတလား ဟုတ်ကဲ့ဆရာ ကဲဟုတ်ပြီသမီးမေးပြီးရင်သမီးနောက်လူတွေလဲတင်မေးလိုက်ပါဦးနော် ကျေးဇူးတင် ရွှေကောက်မှရှင်ဆရာနောက်နေ့ကျရင်ချက်ပေးပါနော်တဲ့ရွှေကောက်မှရှင်ရပါတယ်နော်ဆရာရှင်နဲ့တိုက်ဆက်စစ်လို့ရလားဆိုတော့ဆရာတခုပြောပြမယ်အဲ့တိုက်ဆက်ဆိုတော့ဘယ်သူပြောလိုက်လဲတိုက်ဆက်အစစ်ရောဟုတ်ရဲ့လားတိုက်ဆက်ရှိတယ်ရှိမရှိဘူးဆိုတာဘယ်လိုကြည့်ရတယ်ရောသိကြတယ်ရောကအဆက်ရှိတယ်ဆိုရင်တခါတည်းအဆက်ရှိလိုက်တော့တာပဲ
သူများရောင်တိုင်းလည်းမရောင်အောင်ဦးတယ်လားအေးအကောင့်ပိုင်ရှင်အေးပြောကြည့်ပါဦးနော် ဟုတ်တနင်္ဂနွေသမီးပါရှင်1952ခုဘွား ဘာသိချင်တာလဲသမီး အိမ်တော်ရေးစီးပွားရေးကျမ်းမာရေးရှင် Hello.